ဖခင်၏မင်္ဂလာပွဲတွင်တားဖြစ်သူဟူကိုသည်ဖခင်ဆိုဖာပေါ်၌အိပ်ပျော်သွားသည့်အထိစောင့်ဆိုင်ခဲ့သည်ထို့နောက်သူလျှောက်သွားပြီးမိထွေးတစ်အဲလစ်ကိုနမ်းလိုက်သည်အန်သားစရာကောင်းသည်မှာအဲလစ်သည်လည်းထိုအချိန်ကိုနှစ်သက်နေပုံရသည်သူတို့၏အပြုအမူများသည်ပို၍ရဲရင်လာပြီးရင်းနှီးမှုပိုရှိလာသည်အဲလစ်ထိန်းချုပ်မှုလွတ်ကာဟူကိုဆက်လက်လှုပ်ဆောင်ခွင့်ပြုတော်မူအချိန်မှာပင်ဖခင်ဖြစ်သူဂျိုနက်စ်နိုးလာခဲ့သည်ထိုနှစ်ဦးသည်ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ကအမြန်ပင်ခွာလိုက်ကြသည်တနာစရာဂျိုနက်စ်မှာဘာတွေဖြစ်ပျက်သွားခဲ့မှန်းလုံးဝမသိခဲ့ပေသူကအဲလစ်ကိုသူတို့ရဲ့အိတ်ခမ်းထဲသို့ခေါ်သွားပြီးအနားယူရန်သာအကြံပြုကာထိုနှစ်ဦးအတူတူအခန်းထဲဝင်သွားသည်ကိုကြည့်နေခဲ့သည်ဟူကိုသည်မနာလိုစိတ်ဖြင့်ဖုံးလွှမ်းနေခဲ့သည်အကြောင်းမှာသူကသာအဲလစ်ရဲ့ချစ်သူစစ်ဖြစ်ပြီးသူ့ဖခင်မဟုတ်သောကြောင့်ပင်ထိုညနောက်ပိုင်းတွင်ဖခင်၏အိတ်ခမ်းထဲမှထွက်ပေါ်လာသောအတန်များကဟူကိုတိခတ်နိုင်စွမ်းကင်းမဲ့စေခဲ့သည်သူဘာတွေဖြစ်နေလဲဆိုတာကိုလက်မခံနိုင်ခဲ့ပေနာရီဝက်ကြာပြီးနောက်အဲလစ်သည်ဟူကို၏စိတ်မချမ်းမသာဖြစ်မှုကိုခံစားမိပုံရသည်သူမသည်သူ့ကိုနှစ်သိမ့်ရန်စာတော်တဆောင်ပို့ခဲ့ပြီးညတန်းခေါင်တွင်သူ့အခန်းသို့ခိုးလာမည်ဟုကတိပေးခဲ့သည်နောက်ဆုံးတွင်ဂျိုနက်စ်အိပ်ပျော်သွားပြီးနောက်အဲလစ်သည်အိယာမှတိတ်တဆိတ်ထက်ကဟူကို၏အခန်းဘက်သို့သွားခဲ့သည်သို့တော်သူမတကားဝသို့ရောက်သည်နှင့်ဂျိုနက်စ်နိုးလာပြီးသူမ၏ထူးဆန်းသောအပြုအမူကိုသတိပြုမိသွားခဲ့သည်အဲလစ်သည်လက်ညာပြောဆိုရတော့သည်သူမကဖြတ်သွားရင်ဟူကို၏တကားကိုပိတ်ပေးခြင်းယုံသာဖြစ်ကြောင်းပြောခဲ့သည်ဂျိုနက်စ်လည်းသူမကိုယုံကြည်ခဲ့သည့်မျှော်လင့်တကြီးစောင့်ဆိုင်နေခဲ့သောဟူကိုအတွက်မူဤသို့သောအပြောင်းလဲကသူ့ကိုကြေကွဲသွားစေခဲ့သည်ဒေါသထွက်လာမှုနှင့်အတူသူသည်အဲလစ်၏သမီးဂျူလီကိုပြစ်မှတ်ထားပြီးလက်စားချေရန်ဆုံးဖြတ်လိုက်သည်ထိုညတွင်ဂျူလီအဲလစ်ကိုလာရောက်လည်ပတ်သည့်အခါဟူကိုသည်အင်ကြီးမပါဘဲသူမရှိမှရည်ရွယ်ချက်ရှိလျှောက်ထွက်လာခဲ့သည်ဂျူလီသည်သူမပထွေးသားရဲ့ဆွဲဆောင်မှုကိုခံလိုက်ရသည်သူအလွန်ချောမောသည်ဟုသူမထင်ခဲ့သည်ဂျူလီသူ့ကွယ်ထဲဝင်သွားပြီဖြစ်သည်ကိုမြင်သောအခါဟူကိုကနောက်ထပ်အဆင့်တက်လိုက်သည်သူသည်နှုတ်ဆက်သည့်အနေဖြင့်ဂျူလီ၏ဘားကိုနမ်းလိုက်ပြီးအဲလစ်မြင်အောင်တေချာလုပ်ခဲ့သည်ဟုတ်ပါတယ်ဟူကိုရဲ့အပြုအမူတွေကအဲလစ်ကိုတန်တရားဖြစ်စေခဲ့ပါတယ်သူမကသူ့ကိုဒေါသတကြီးစိုက်ကြည့်နေခဲ့တော်လဲဟူကိုကသူမရဲ့အကြည့်ကိုလုံးဝလစ်လျူရှုခဲ့သည်သူသည်ဂျူလီကိုအပေါ်ထက်ရှိသူ့အိတ်ခမ်းထဲသို့ခေါ်ဆောင်သွားခဲ့တော်သည်